မြေပြင်မှာက40-60ရှိတယ်ဂရမ်မာကတော့30ပေ40ပေပဲထွက်နေပါတယ်တဲ့ဝယ်ပြီးတော့အိမ်ဆောက်ရင်40-60အပြည့်ဆောက်လို့ရတာလားပေါ့နော်နောက်ပြဿနာပေါ်ပေါက်လာနိုင်လားဆိုပြီးတော့အကောင့်ပိုင်ရှင် NN ဆိုတဲ့သူကမေးမြန်းထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအခုဒီမြေကွန်းပိုင်ရှင်မေးတဲ့ကိစ္စရပ်မျိုးဟာမြေပြင်မှာလည်းအများကြီးပဲရှိတတ်ပါတယ်တချို့သောမြေကွက်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဂရမ်မာပါနေတဲ့အကျယ်ဝန်းထက်မြေပြင်မှာပေရော့နေတာတော့၎င်းတချို့သောမြေကွက်တွေမှာဆိုလို့ရှိရင်ပေပိုနေတာတော့၎င်းပေါ့နော်ဂရမ်မာပါတဲ့အကျယ်ဝန်းထက်ပိုနေတဲ့ကိစ္စရပ်မျိုးတွေလည်းဖြစ်တတ်ပါတယ်အဲ့တော့ကိုရဲ့မိတ်ဆွေတွေကဘယ်လိုပဲဖြစ်ပေါ့နော်ကိုကဒီမြေတစ်ကုတ်ကိုဝယ်ပြီးတော့အစာအုပ်ခိုင်ခိုင်မာမာစောက်တော့မယ်ဆိုလို့ရှိရင်တော့ဒီဂရန်ထဲမှာပါနေတဲ့အကျယ်ဝန်း area ထဲမှာပဲအစာအုပ်ကိုခိုင်ခိုင်မာမာစောက်စေခြင်းပါတယ်အဲ့တော့အကယ်၍ပေါ့နော်ဒီမြေခွန်းပိုင်ရှင်မေးတဲ့အတိုင်းဆိုလို့ရှိရင်ပုံနေတဲ့မြေပေါ့အဲ့လိုပုံနေတဲ့မြေတွေဟာတခါတလေမှာဆိုလို့ရှိရင်အစိုးရရဲ့သတ်မှတ်ထားတဲ့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်စီမံကိန်း area တွေရှိတယ်ဥပမာအနေနဲ့တချို့တော့ရက်ွက်တွေမှာဆိုလို့ရှိရင်ပန်းချန်တို့အားကစားဒီပြောမယ်ဆိုလို့ရှိရင်ဒီပြောအားကစားလုပ်မဲ့နေရာတို့ဒီလိုနေရာတွေအတွက်ခြံထားတဲ့မြေနေရာ area တွေကပိုတဲ့ဟာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ် land area တွေကမှလောလောဆယ်မှာအကောင့်ထဲမပေါ်သေးလို့မို့ပေးပို့နေတာမျိုးလည်းဖြစ်တတ်တယ်ဒါမှမဟုတ်ဘဲနဲ့area အကျဉ်းဝန်တီးတီးကြကြမဟုတ်ဘဲနဲ့နောက်ဖေးလမ်းကြောင်းတော်၎င်းဘေးပေပိုရီတော်၎င်းပို့ပြီးတော့မှမြေပြင်မှာရှိတဲ့အရှိဟာပုံနေတာမျိုးလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့ကိုကငါဒီမြေကိုဝယ်လိုက်တဲ့အခါမှာပုံမှန်ဂရမ်မာပါတဲ့အကျဉ်းဝန်တက်ပေပိုရတယ်ဆိုပြီးတော့ပြောပြီးတော့မှအဲ့ပုံနေတဲ့ပေပိုအပေါ်မှာအစာအုပ်ခိုင်ခိုင်မာမာစောက်လုပ်တယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာမလိုလားအပ်တဲ့ပြဿနာတွေကအများကြီးပဲဖြစ်နိုင်ပါတယ်မလိုလားတဲ့ပြဿနာတွေအများကြီးပဲဖြစ်နိုင်ပါတယ်ကျမတို့လည်းအများကြီးပဲကြုံရပါတယ်အဲကြောင့်မို့လို့ကိုကမြေတကုတ်ကိုခုဝယ်လိုက်တယ်ဆိုလို့ရှိရင်အစာအုပ်ကိုခိုင်ခိုင်မာမာစောက်တော့မယ်ဆိုလို့ရှိရင်တော့ဒီဂရမ်မာပါတဲ့အကျယ်ဝန်းနယ်နမိတ်ထဲမှာပဲအစာအုပ်ခိုင်ခိုင်မာမာစောက်ပါအခုနောက်ကပုံနေတဲ့ပေပိုမြေပိုဆိုတဲ့နေရာမှာကတော့အကယ်၍လောလောဆယ်မှာကိုတုံးလို့ရနေသေးတယ်ဆိုလို့ရှိရင်တော့ကျမတို့ကယာယီအစာအုပ်လုပ်တာတို့ယာယီအစာအုပ်ဆိုဥမာပြင်ကားကိုတောင်လို့နေရာမျိုးယာယီအပင်လေးစိတ်တဲ့နေရာမျိုးဒီလိုမျိုးတော့လက်တလုံးအနေနဲ့သုံးမယ်ဆိုလို့ရှိရင်သုံးလို့ရနိုင်ပါတယ်ခိုင်မာတဲ့အစာအုပ်ကြီးကြီးမားမားကိုတော့ငွေပုံကြီးကြခိုင်ပြီးမဆောက်ပါနဲ့လို့ကျမအနေနဲ့အကြံပြုချင်ပါတယ်အဲ့ဒါနဲ့တစ်ဆက်တည်းပြောချင်တာကကျမရဲ့မိတ်ဆွေတယောက်မေးတယ်ပေါ့နော်ဟိုတလောတုန်းကလည်းသူကသူတို့ဝယ်တဲ့မြေမှာပေပိုကတော်တော်လေး20-60လောက်ထိပါနေဆိုတော့မမရေသူကအိပ်ပူနေတဲ့မြေကိုပေါ့နော်ပေပိုနေနဲ့ရှောက်ထားလို့ရသလားဆိုပြီးတော့လည်းမေးမြန်းထားတယ်ဒါကဟိုပြောမယ်ဆိုလို့ရှိရင်ပေပိုကိုကမြေပြင်မှာပေပိုနေရဆိုလို့ရှိရင်ပိုနေတဲ့အကျယ်ဝန်းကိုလူတိုင်းရှောက်လို့ရနေတဲ့ဟာမျိုးမဟုတ်ပါဘူးသူတို့ကတတ်မှတ်တဲ့ဒီ area နဲ့နမိတ်ထဲမှာတကယ်တမ်းပေပိုဟာဒီဟာကိုတကယ်တမ်း pass ပေးလို့ရသလားဆိုတဲ့ဟာမျိုးတခြားစစ်စစ်ပြီးမှapprove လုပ်ပေးတာမို့လို့ pass ပေးတာမို့လို့ရဖို့ဆိုတာဟာထင်သလောက်မလွယ်ကူပါဘူးအဲ့ဒါကြောင့်